မင်္ဂလာပါဗျာဒါတော့ညာဘက်လက္ခဏာအခုဘဝကံတစ်ပြပေါ့အမှန်တန်ရေးကြည့်ပါတယ်အခုဘဝကံတစ်ပြညာဘက်လက္ခဏာဖြစ်ပြီးတော့ဘယ်ဘက်လက္ခဏာပြယူလေးစောစောပထမကျွန်တော်ရှင်းပြပေးခဲ့တယ်ပေါ့အဲ့တော့ညာဘက်လက္ခဏာမှာအမှန်တန်ပို့ပြီးတော့ကောင်းနေတယ်ပေါ့နော်ဘယ်ညာတစ်ဖက်လက္ခဏာလည်းနေရမတူဘူးအခုလက္ခဏာရှင်းမှာညာဘက်ယခုဘဝကံတစ်ပြညာဘက်လက္ခဏာလည်းနေရပို့ပြီးတော့ထူးထူးခြားခြားတာလုံပြီးတော့ညာဘက်ကလက္ခဏာလမ်းတွေပိုကောင်းနေတာကိုမြင်ရတဲ့အတွက်အတိတ်ကံများနဲ့လက်ရှိပြစ္ဆက်ခဘဝအနေအထားမှာလက္ခဏာရှိကံကြံမိုးရဲ့စ조사မှုအမတန်ကောင်းတဲ့သဘောရှိပြီးတော့ပေါ့နော်အတိတ်ကံများကိုပိုပြီးကောင်းအောင်ဖန်တီးနိုင်တဲ့လူသားစွမ်းအားရှိရဲဆိုတာကိုဖော်ပြတယ်ညာဘက်လက္ခဏာပိုကောင်းနေတယ်ဒါအသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းအမြဲတမ်းဒါပထမအဦးဆုံးပြောပါတယ်အမတန်ရေးကြည့်တယ်ပေါ့ရှင်သန်တဲ့ကိုယ်ခါရခန္ဓာကိုယ်ကြီးတစ်ခုလုံးနဲ့ပတ်သက်တယ်ပေါ့နော်ရှင်သန်နေတဲ့ဘဝကာလအသက်ကြိုးမြင်ခိုင်မာမှုနဲ့တဏှာဥစ္စာပိုင်ဆိုင်မှုများနေရဒေတာပြောင်းလဲများအိုးရင်တိုက်တာဗန်ငွေစည်ရင်များကြွယ်ဝချမ်းသာခြင်းများမိမိတက်တာဘဝရည်မှန်းတဲ့ကြိုးစားမှုအောင်မြင်မှုများဘဝနဲ့ပတ်သက်တဲ့အလုံးစုံသောအရာများတခုမကျန်သောအကြောင်းအရာများကိုဖော်ပြတယ်အမတန်အင်အားကြီးမားတဲ့အသက်လမ်းလို့ခေါ်တဲ့ဘဝလမ်းဖြစ်ပါတယ်ဒီမှာမြင်နေရတဲ့လက္ခဏာရှင်ရဲ့အသက်လမ်းခေါ်တဲ့ဘဝလမ်းဒီချောင်းနဲ့ဆိုလို့မဟာရိုင်းကြီးတစ်ခုလို့ပေါ့နော်ထေချပြတ်သားရှေ့လျားအားကောင်းတာရှိနေတယ်အင်မတန်ဒူးတယ်ကြီးမားခိုင်မာပြီးတော့အင်အားကောင်းတဲ့အသက်လမ်းရှိနေတယ်ရှေ့လျားသွားပေါ့နော်အင်မတန်ရှိနေတယ်အဲ့တော့အသက်ကျိုးမြင့်ခိုင်မာစေတယ်ဘဝနဲ့ပတ်သက်တဲ့ကံကြမ္မာကောင်းတွေခိုင်မာစေတယ်ခိုင်မာစေတယ်ဆိုတာကတော့ဒီလိုရှိပါတယ်ပေါ့နော်အချီကျိုးလေးပေါ့အချီကျိုးလေးလည်းမပြတ်မချင်းအချီကျိုးလေးအတိုင်းအတာနဲ့ခိုင်မာတယ်ပင်လကူသမောကြီးချီတဲ့တန်ကျိုးလည်းမပြတ်မချင်းကျိုးတန်းရတော့ဟောနော်ကြီးငယ်သည်ဖြစ်စီမပြတ်မချင်းတော့ခိုင်မာကြတာပဲဒါပေမဲ့အင်အားစွမ်းရည်ကြီးတော့မတူခိုင်မာမှုစွမ်းရည်ကြီးမတူဘူးပေါ့နော်အဲ့တော့ဒီမှာမြင်ရတဲ့လက္ခဏာရှင်ရဲ့အသက်လမ်းလို့ခေါ်တဲ့ဘဝလမ်းစီအထူးအမြဲတမ်းအင်အားကောင်းတဲ့သဘောရှိတယ်ထင်ရှားတဲ့ပြတ်သားခြင်းရှေ့လျားခြင်းဒုတဲ့ကြီးမားခြင်းတန့်ရှင်းခြင်းတည်ငြိမ်ခြင်းကျယ်ဝန်းခြင်းရှေ့လျားခြင်းစတဲ့ကောင်းကျိုးများရှိနေတဲ့အတွက်စိတ်တမှုအသက်အထူးခိုင်မာမယ်လက္ခဏာရှင်သည်မကောင်းသောဘေးဥပဒေအနေနဲ့များကင်းဝေးမယ်အနာရောဂါများလျင်မြန်စွာပါပြောင်းရှင်မယ်ဘဝကြီးဆင်းရဲခင်းမယ်အခက်အခဲပြဿနာများအောင်မြင်စွာကြော်ဖြတ်နိုင်မယ်ရန်အပေါင်းတိုက်ခိုက်များကိုအောင်မြင်စွာကြော်ဖြတ်နိုင်မယ်ပေါ့နော်အခြေခံအဓိကမတည့်ရေးကြည့်တဲ့အသက်လမ်းကောင်းနေတယ်အဓိကရေးကြည့်ဆုံးပေါ့နော်ကျယ်ဝန်းနေတယ်တက်လန်းကြောင့်ကျယ်ဝန်းတဲ့အတွက်လက္ခဏာရှင်သည်မိမိမွေးရမည်မှာဝေသောရက်ဒေတာများတိုင်းတစ်ပတ်ပြည်ပခရီးများဆက်သွယ်ခြင်းသွားလာခြင်းပြောင်းရွှေ့နေထိုင်ခြင်းလူများနဲ့ပတ်သက်သောစီးပွားရေးလုပ်ငန်းများထူရကန်ကောင်းစေမယ်အကောင်းသောအိုးအိမ်တိုက်တာအဆောက်အဦများမြေတွေနဲ့ပတ်သက်ပြီးတော့လုပ်ရင်ကြိုးပေးတယ်ပေါ့နော်အိမ်ချမ်းမြေတွေနဲ့ပတ်သက်တဲ့လုပ်ငန်းများဟိုဒါတွေကြိုးပေးသေးတယ်နောက်တစ်ချက်ထူကြတာကတော့ကျွန်တော်အသေးချာလေးအနီးကကြည့်ပြီးသွားပြီပေါ့နော်တေးသေးချာအနီးကကြည့်ပြီးသွားပြီဒီနေရာမှာအသက်ဘဝလမ်းလေးတနင်္လာကြိုးကိုဒီဘက်ကိုဆက်သွယ်နေတယ်တနင်္လာကြိုးကိုကျွန်တော်ငွေလာမင်းဒေတာတာယာချင်းနေချင်းပြတာကံကောင်းခြင်းအလုံးစုံသောမေတော်မာကြီးရဆောင်းလျှောက်တတ်ခြင်းဒေတာတနင်္လာကြိုးကိုမူရင်းရလဲမြင်းမောက်ကျယ်ဝန်းပြီးတော့အမေတအင်အားကောင်းတဲ့တနင်္လာကြိုးကိုရှိနေတဲ့အတွက်ချစ်သူခင်သူပေါ်များမယ်လူသိများမယ်ဌာနဥစ္စာဖွေရှာရလွယ်ကူစေမယ်ပေါ့နော်အကြည်တက်ရှိတယ်ပေါ့လက္ခဏာရှင်လူသိများတယ်အမှုပညာသမားတွေဆိုရေးကြီးတယ်လူများနဲ့ပတ်သက်တဲ့ဆက်သွယ်တဲ့လုပ်ငန်းတွေမှာကံကောင်းစေပဲညံတဲ့ကြောင့်လည်းနှစ်ခွာဖြစ်နေတယ်လူကလည်းတော်တယ်ကံပါရမီကောင်းတွေရှိတယ်ပေါ့နော်ကောင်းတဲ့ဘက်ကိုတော်တော်လေးများတယ်ပေါ့အဲ့တော့အသက်လမ်းကြောင်းကနေတနင်္လာကြိုးဖြာထွက်လာတဲ့လမ်းတွေအရိပ်လေးတွေအများကြီးပဲဒီနေရာမှာတွေ့နေရတယ်အသက်လမ်းကနေလမ်းခွဲလေးတွေလမ်းတွေအရိပ်လေးတွေအများကြီးဖြာထွက်နေဒါငွေကြေးထက်နဲ့ပတ်သက်ပြီးကံကောင်းစေတဲ့လက္ခဏာရှင်ဟာအနာဂတ်ကာလမှာဝင်ငွေကောင်းလိမ့်မယ်ဝေသောအရက်များပေါ့ဆက်သွယ်ခြင်းအထွေထွေသောစီးပွားရေးလုပ်ငန်းများဝင်ငွေကောင်းမယ်ပေါ့နော်ဝင်ငွေကောင်းလိမ့်မယ်နောက်တစ်ချက်ကတော့အသက်ရှည်လိမ့်မယ်ဒါတနင်္လာကြိုးကိုညီအေးချင်းနဲ့ပတ်သက်တဲ့ဒေတာမှာအသက်ဘဝလည်းဆက်သွယ်နေတဲ့အတွက်ငွေကြေးထက်နဲ့ချင်းမြစ်တာကံကောင်းခြင်းများအသက်ရှည်ခြင်းကျန်းမာခြင်းနဲ့အလုံးစုံလုံးပျော်ရွှင်ခြင်းနဲ့များဘဝကံကောင်းခြင်းများရရှိမယ်ဆိုတော့အသက်ဘဝလည်းရှည်ကောင်းနေတဲ့ပြဿနာမရှိဘူးဒါပေမဲ့ဒီနေရာမှာအောက်ပိုင်းမှာမြင်းလေးတွေဖြတ်ထားတယ်ပေါ့ခန္ဓာကိုယ်1ပိုင်းပေါ့နော်အောက်ပိုင်းမှာကျမ်းမာရေးပိုင်းနဲ့သတိထားရမယ်အကျန်းတော့မရှိဘူးပေါ့နော်မြင်းတွေကတော့သတိပေးတဲ့အချက်လေးတော့ပဲရှိတယ်ပေါ့ခန္ဓာကိုယ်1ပိုင်းနဲ့အောက်ပိုင်းမှာကျမ်းမာရေးတေးသေးပြဿနာလေးတွေရှိတတ်တယ်နည်းနည်းလေးတော့ပေးဆိုင်ဘူးနော်ဘာမှတော့အနည်းငယ်မရှိဘူးညံလန်းချောင်းလို့ခေါ်တဲ့အုံတော်လန်းချောင်းအမတန်ကောင်းတယ်ထင်ရှားပြတ်သားတယ် AB 2ချောင်းပေါ့နော်လိုင်းဝဲနှစ်ခုနဲ့ရှိနေတယ်တတိနာလည်းမှုညံသွားအထူးထက်မြက်တဲ့လူတော်တယောက်ဖြစ်တယ်အတွေးကြံများလှုပ်ဆောင်မှုများနဲ့အောင်မြင်မယ်အုံတော်သုံးတဲ့လူအုံတော်သမားဒီလူပါသိလားအမတန်တော်တယ်ကောင်းအမတန်ကောင်းတဲ့လူညံလန်းချောင်း AB လို့ကွဲနေတဲ့အတွက်လက္ခဏာရှင်တသက်တာဘဝမှာမတူခြားနာတဲ့လုပ်ငန်းပေါင်းစုံဂျီနီရဆွဲစုံလုပ်ပြီးတော့အောင်မြင်လာတဲ့ကံလန်းလို့ခေါ်တဲ့ငွေလန်းပါတယ်အားနဲ့ချက်ကနှလုံးသားလန်းလို့ခေါ်တဲ့ချင်းပစ်တာလန်းဒီနေရာမှာကျွန်တော်သေချာကြည့်ပြီးတောကအရေးလေးတွေရှိတယ်ဒါကတော့ပုထုဇဉ်လူသားတွေကြုံရတဲ့ထုံးစံအတိုင်းပေါ့နော်တန်ရောတဲ့တောကစိတ်ပူပင်မှုတောကဒါလေးတွေရှိနေတယ်စိတ်ထဲမှာပေါ့တွေးခေါ်တွေများတာတွေပူပင်မှုတွေများတာတွေကြီးမှန်းချက်မှာတချို့တော့အပြည့်ဟိုကမအောင်မြင်မဲနဲ့နည်းနည်းကြံနေတာလေးတွေဒါမျိုးလေးရှိတယ်
စနေကြုံကိုနေတယ်နှလုံးသားလမ်းစီဒီနေရာကိုဆင်သွားတယ်ပေါ့နော်ကြာသာပတိကြုံနဲ့စနေကြုံကိုဂျားတဲ့ကိုဆင်သွားပြီးတော့ဒီနေရာမှာနေနေတဲ့အတွက်စိတ်ပူပင်တော့ကများတယ်အတွေးခေါ်တွေများတယ်ပေါ့နော်အဲဘာသာတရားလိုက်စားပါမိမိကိုမိမိယုံကြည်စိတ်မွေးပါမိမိကိုမိမိယုံကြည်မှုယုံကြည်စိတ်မွေးဘာသာတရားလိုက်စားပါဘဝကိုပြီးတော့ရှင်အောင်နေထိုင်မှာထိတ်မှာကံကြမ္မာကောင်းတွေရှိပါတယ်စနေကြုံကိုလည်းနေငွေမတင်နဲ့ဘူးပတ်စံဘယ်လောက်ရရဘူးနော်လက္ခဏာရှင်ဟာမသက်မျောတတ်ဘူးကက်စီးမကြတတ်ဘူးသိပေးမယ်ကမ်းမယ်ဝယ်မယ်ချမ်းမယ်သုံးမယ်ပတ်စံကိုတန်ဖိုးတစ်ခုတွေလည်းရှာတယ်ကက်စီးမတဲတတ်ဘူးအတွက်ငွေပိုင်းနဲ့ငွေပိုင်းသိမတင်နဲ့ဘူးပတ်စံမြတ်မြတ်ရလာရင်မရွှေပြောင်းနိုင်တဲ့အိုးတွေတိုက်တာအဆောက်အဦများဒါတွေဝယ်ပြစ်မှအဆင်ပြေမယ်ပေါ့နော်ဒီပိုင်းကာလမှာအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့မြေရတိုက်တာအဆောက်အဦများခံကောင်းမယ်နောက်တစ်ခုကအသက်လိုင်းကြောင်းကျယ်ဝင်မိသားစုကောင်းကျိုးများခံစားရတဲ့ယောက်ျားမိန်းမသားသမီးမိသားစုကောင်းကျိုးခံစားရတဲ့နော်အဲဒါအင်မတန်အားကောင်းတယ်အိုဇာတာကောင်းမလားသားသမီးအကျိုးခံစားရမလားမေးလို့ရှိရင်အသက်ဘဝလည်းအင်အားပြည့်ပြီးကျယ်ဝန်းနေတာဘဝနဲ့ပတ်သက်တဲ့အလုံးစုံသောကံကောင်းခြင်းတွေမှာသားသမီးကောင်းကျိုးတဲ့မိဘမိသားစုကောင်းကျိုးများခံစားရခြင်းအမွေနှစ်ရရှိခြင်းဘဝအလုံးစုံသောကံကောင်းခြင်းများရှိမယ်စနေကြုံကုန်နဲ့နှလုံးသားလမ်းစိတ်ပူပင်တော့ကများတယ်ဒါလေးတစ်ချက်ပါပဲကြံတဲ့အချက်တွေတော်တော်လေးကောင်းတယ်ပေါ့နော်ကံလန်းလည်းရှိနေတယ်လောက်ခဏမှာအကောင်းဆုံးအချက်ကိုပြောပါဆိုရင်အသက်ဘဝလည်းအင်မတန်ကောင်းပြီးတနေ့တိုင်းကြိုကုန်နဲ့ဆက်သွယ်တဲ့အရေးလေးတွေရှိနေတဲ့အတွက်ဒါတွေကရင်တော့မပါဘူးနောက်မှပေါ်လာတာကံကောင်းတဲ့အချိန်မှာပေါ်လာမှာငွေကြေးတရားဥစ္စာနဲ့လူသိများခြင်းလုပ်ငန်းပိုင်းမှာအောင်မြင်ခြင်းပျော်ရွှင်ခြင်းနဲ့ဒီအသက်ရှည်ခြင်းမှာပါတယ်ကံကောင်းခြင်းတွေရှိလိမ့်မယ်စိတ်ပိုင်းပြဿနာလေးတွေတော့ရှိနေတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်အသေးချာလေးရှင်းပြပေးထားပါတယ်မိတ်ဆွေအဆင်ပြေပါသေးပေါ့ဒီဗီဒီယိုကြည့်နေကျွန်တော်မိတ်ဆွေများတန်တရားဘောကအမျိုးများအားလုံးပဲပေးဥပဲလေဝေးကွာလူရဲ့စာရန်ပြေဝကြပါသေးဗျ။မိမိတို့လောက်ဝါပြမှာရှိရဲ့လက္ခဏာလမ်းများနဲ့ပတ်သက်ပြီးသိလို့ရရှိပါကရှင်းရှင်းလင်းလင်းရိုက်ထားတဲ့ဗေဒလက္ခဏာပုံငွေလေးလာခုနေတာလေးတွေကျွန်တော်ရဲ့ Viber ဖုန်း3ညကိုခွန်ကိုလေး4.5 5တက်ကိုပေးဖို့မြင်လို့ရပါတယ်ကျွန်တော်ဆရာမိုးတော်ပါဗီဒီယိုတွေကပြောကြတွေကအရမ်းများတဲ့အတွက်ဗီဒီယိုတွေကပေါ့နော်စကားပြောတာအမြန်နေအရမ်းမြန်နေတဲ့အတွက်ကျွန်တော်ခွင့်လို့ပေးပါဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြပါစေဗျာ။